အဲ့ဒီချိန်မှာပဲအမေကဖျောင်းနိုင်နေပုံဆောင်ခဲတွေကိုင်းပြီးကျမခန်းထဲဝင်လာခဲ့တယ်ပြီးတော့သူဝိယုံနီကိုလည်းခြုံထားသေးတယ်လေဒီနေ့ကလာပြည့်နေမယ်ကဲပြောပါအောင်သမီးလေးတို့သမီးတို့တွေအစီရင်နေပါတယ်လှုပ်ဖူးကြလားအမေကကျမနဲ့ကျမတငယ်ချင်းတွေကိုစဝိုင်းတစ်ခုထဲမှာထိုင်ခိုင်းလိုက်ပြီးတော့ဘေးပတ်ချာလဲမှာအမွှေးတိုင်တွေအများကြီးထွန်းထားလိုက်တယ်ကျမပြေရှက်လိုက်တာကျမတငယ်ချင်းတွေလည်းကြောက်လို့ဆိုပြီးပြေးပါလေရောအဲ့နောက်ပိုင်းဘယ်သူမှကျမရုံမလာရဲကြတော့ဘူးလေကျမတငယ်ချင်းတွေဒါရောက်မလာနော်အကြမ်းမြင်စရာဆိုတဲ့သူတွေကလေခဏရောက်လာတတ်တယ်တချို့ဆိုရင်အမေနဲ့ခင်သွားပြီးတော့အိမ်ပေါ်မှာတစ်ပတ်9ရက်လောက်တက်နေကြသေးတယ်အဲ့လိုနဲ့ကျမလည်းအမေကိုဖျောင်းဖျမဲ့အကြံကိုလက်လျှော့လိုက်ပါတယ်တရက်ကျမအိမ်ကိုလမ်းလျှောက်ပြန်လာနေတော့ကျမနဲ့ရွယ်သူကလေးတွေဒီမြို့မှာနာမည်ကြီးတဲ့တရေ၆တဲ့အိမ်ကြီးတွေသွားဖို့အတွက်တိုင်းမိနေတာကိုကျမနှစုံနှပြကြားလိုက်ရတယ်အဲ့ဒီချိန်မှာပဲကျမခေါင်းထဲကိုအတွေးတစ်ခုဝင်လာတယ်အကယ်၍ဒီအိမ်ကြီးထဲမှာဒါတကယ်တရေမရှိဘူးဆိုတာကိုသက်သေပြနိုင်ခဲ့ရင်အမေလည်းကျမကိုယုံကြည်လာနိုင်မယ်လို့ထင်ခဲ့တယ်အဲ့ဒါနဲ့ကျမလည်းအဲ့ဒီကလေးတွေနဲ့အတူတူလိုက်ရှင်ကြအောင်ခွင့်တောင်းလိုက်ပါတယ်သူတို့ကလည်းကျမကိုကြိုဆိုခဲ့ကြတယ်လေအဲ့ဒီညမှာပဲအမေအိပ်ပျော်နေတော့ကျမအိမ်ထဲကနေခိုးထွက်ပြီးတခြားကလေးတွေနဲ့အတူတရေ၆တဲ့အိမ်ကြီးတွေဝင်သွားခဲ့ပါတယ်9မိနစ်လောက်ကြာတော့အပေါ်တက်ကနေဆူဆူဝဝအော်တိုင်းယူကြားလိုက်ရတယ်ကျမလည်းအတန်လာသွားကြည့်လိုက်တော့ကောင်လေးတယောက်ကကြောက်ပြီးတုန်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ပေါ်မှာဘာကြီးလဲမသိဘူးပဲဝတ်သူ့လိုကြောက်ခွဲသွားတာတရေ၆နေပြီနဲ့တူတယ်တရေမဟုတ်ပါဘူးဟဲ့ဒီတိုင်းကြွက်လေးတစ်ကောင်ပါပဲကျမလည်းကြက်ကလေးကိုကမ်းပြလိုက်တော့အဲ့ကောင်လေးကအတန်ကျဲကြီးနဲ့ထောက်ပါလေရောပြီးတော့အော်ဟစ်ပြီးအပြင်ဘက်ကိုထွက်ပြေးသွားတယ်လေတခြားကလေးတွေကလည်းသူ့ကိုမြင်တော့အော်ဟစ်ပြေးလွှာပြီးသူ့နောက်ကိုလိုက်သွားခဲ့ကြတယ်အဲ့လိုနဲ့ပဲနောက်ဆုံးမှာတော့ဒီအိမ်ကြီးထဲမှာကျမတယောက်တည်းကြံခဲ့တာပေါ့အဲ့ဒါနဲ့ကျမလည်းထိုင်ကုန်တစ်ခုပေါ်မှာပဲညှအိတ်လိုက်တော့တယ်နောက်တစ်နေ့ကြောင်ရောက်တော့ကျမညတုန်းကတရေအိမ်ကြီးထဲမှာတယောက်တည်းနေခဲ့တယ်ဆိုတဲ့သတင်းကတငယ်ချင်းတွေရဲ့ကြားမှာပြန့်နေပြီလေအဲ့လိုနဲ့ကျမလည်းနေချင်းညချင်းနာမည်ကြီးသွားခဲ့တယ်တခြားကလေးတွေကလည်းကျမနဲ့အတူတူတရေ၆တယ်လို့နာမည်ကြီးတဲ့နေရာတွေကိုသွားကြည့်ကျင်တဲ့အကြောင်းခွင့်တောင်းလာကြတယ်အဲ့လိုနဲ့ပဲကျမတငယ်ချင်းအဖွဲ့တစ်ခုရလာခဲ့တယ်ကျမရဲ့ပရာလောကစုံစမ်းရေးအဖွဲ့ကတော်တော်လေးအောင်မြင်ခဲ့တယ်ဆိုရမယ်တရေ၆တယ်ဆိုတဲ့နေရာတွေကလုံခြံဆက်တီကိုကျမဖော်ထုတ်နိုင်ခဲ့တယ်လေတော်တော်လေးပျော်ဖို့ကောင်းပါတယ်ဝကြီးကနေသားကြလာတယ်ဆိုပေမဲ့အမေအစ်စ်နေရတော့မပြောင်းလဲသွားပါဘူးတရက်အမေနဲ့ကျမအိမ်ပြန်လာနေတော့လမ်းမှာဆိုင်သစ်တူရနဲ့အဝင်ကြီးခဲ့တယ်အမေကဆိုင်ထဲပြေးဝင်ပြီးတော့ဆိုင်ရှင်နဲ့စကားပြောနေတော့ကျမနဲ့တက်တူရွယ်သူကောင်းလေးတယောက်ကကျမကိုစကားလာပြောခဲ့ပါတယ်မင်္ဂလာပါဘာများလို့ကျင်လဲမသိဘူးနင်းရဲ့မျက်နှာလှလှလေးပေါ်မှာအရေးကြောင်းနေပါလားနင်းအလှတွေကိုဖျက်ဆီးနေတဲ့ဟာတွေကိုအမြင့်ဖြတ်ရှင်းလေးဖို့ဒီအမွှေးတိုင်ထုံပြီးတော့တရားထိုင်ကြည့်ပါလားကန်ကောင်းအောင်လို့ဒီကြောက်ဆွဲကြိုးလေးလဲစောင်းထားလို့ရတယ်နော်မယူတော့ဘူးနော်အော်ရိုစီရဲ့ဆွဲကြိုးလေးကမလှလုံးဘူးလားအတိတ်ပဲမရှိရပါအမေရဲ့လာအိမ်ပြန်ကြရအောင်လေကျမလည်းနောက်လှည့်မကြည့်တော့ဘဲနဲ့အမေလက်ကိုဆွဲပြီးဆိုင်ထဲကနေထွက်လာခဲ့ပဲကျမနောက်ကိုကန်ဆိုးမှုတွေကတရဇက်လိုက်လာခဲ့တဲ့ပုံပါပဲနောက်တစ်နေ့ကြောင်းရောက်တော့ဆိုင်ရကောင်လေးကိုထပ်တွေ့လိုက်ရတယ်လေသူ့ဘေးနားမှာကောင်မလေးတွေဝိုင်းနေတာပဲသူကအဲ့ဒီကောင်မလေးတွေကိုပလင်းသေးသေးလေးတွေချောင်းနေတာပေါ့အဲ့ဒါဘာကြီးလဲအော်ရိုစီပါလားနင်အနားရောက်လာရင်နှင်းစီနံလေးတွေမှုေးလာတယ်လို့ပဲလေငါနာမည်ကတော့အပ်ပါငါနာမည်ကရိုစီမဟုတ်ဘူးရိုစ်နင်သူတို့ဘာရောင်းလိုက်တာလဲပြရစေးလေသူတို့ရဲ့အခြေလမ်းကြောင်းကိုအစဉ်ပြောင်းငါကူညီနေတာပေါ့နင့်ကိုကြည့်ရတာချစ်တတ်တဲ့ပုံလည်းမပေါ်ဘူးနော်တိတ်ဆမ်းပါနင့်ကိုကြည့်ရတာကောင်မလေးတွေကိုမဟုတ်တန်းတရားတွေလိန်ချောင်းလိုက်တာနဲ့တူတယ်ငါနင့်ကိုကြောက်ကြည့်တဲ့တိုင်ပြောမယ်စိတ်မတူပါနဲ့ကွယ်ငါနင့်ကိုနေပြန်မြင်အောင်လို့ဒီတိုင်းပြောပြတာပါအဲ့တော့မတိုင်ခင်လေးငါရဲ့ပြရစေးကအစွမ်းထမထက်စောင့်ကြည့်သွားပါအောင်ပြီးတော့အချိန်မျိုးဆိုင်အောင်လာခဲ့လို့ရတယ်နော်အကကျမကိုမျက်စိတစ်ဖက်မိတ်ပြပြီးတော့ထွက်သွားခဲ့ပါတယ်။ तू ကယူနေတာလားဟာ။အဲ့လိုနဲ့ကျမလည်း तू ပြောတဲ့အတိုင်းပဲသူ့ရဲ့ဆရာဆွမ်းမဆွမ်းဆိုတာကိုရန်နှဲငယ်လောက်စောင့်ကြည့်ပြီးလေ့လာခဲ့တယ်။အောင်းစရာကောင်းတာကတော့ပီယာဆေးသုံးလိုက်တဲ့ကောင်မလေးတွေအကုန်လုံးကသူတို့ crush တွေနဲ့အဆင်ပြေသွားကြတယ်လေ။ကျမယုံတော့မယုံနိုင်ဘူး။အဲ့လိုနဲ့ပဲ Ash ကိုလိုက်ရှာလိုက်တော့မုတ်စီထဲမှာရှာတွေ့ခဲ့တယ်။ तू ကအရွက်တုတ်ထဲကိုကျုပ်အစိမ့်နဲ့ဖောက်ထည့်နေရလေ။ငါနဲ့ကိုစောင့်နေတာ Rosie အရွက်တုတ်စားအောင်မလား။ငါဘိုက်တင်နေလို့နင်းရဲ့ပီယာဆေးအကြောင်းကိုတိကျပြောပြပါအောင်ဒီကိစ္စကတော့လှုပ်ဝက်ချက်မို့လို့ပြောလို့မရတာခွန့်လို့ပါနော်ဓမ္မမဟုတ်ရင်အဲ့ဒီဆေးရသုံးပြီးတော့အဲ့ကောင်မလေးယုံကြည်ချက်ရှိသွားလည်းဖြစ်နိုင်တာပဲလေကောင်းကောင်းတော့လည်းဖြစ်နိုင်တာပဲဘာပဲဖြစ်ဖြစ်တက်တည်ပြစရာတော့မရှိဘူးမလားကျမလည်းဒေါ်လေးကိုစိတ်တူသွားတယ်ပြီးတော့တေချာလေးပြန်စဉ်းစားကြည့်လိုက်တယ်အဲ့ဒီကောင်မလေးအကောင်လုံးကချောချောလေးတွေကြီးပဲလေသူတို့အကောင်လုံးကဖွင့်ပြောမှရှက်နေကြတာကိုအဲ့တော့ H ရဲ့ဆေးတွေသုံးပြီးယုံကြည်မှုရသွားတယ်ဆိုတာထင်နေတာပဲကိုအဲ့နောက်ပိုင်းကျမ H ကိုရှောင်နေခဲ့သေးတယ်သူ့ကိုကြည့်တိုင်းကျမမေကိုပြန်မြင်နေရတယ်လို့ပဲလေတဘာဝလုံးကိစ္စတွေကြီးပဲသူလဲဒါပေမဲ့အမေလောက်တော့မစိုးသေးဘူးပေါ့မကြခင်မှာပဲကောလိပ်တက်ဖို့အတွက်အကြောင်းဖန်လာခဲ့တယ်ကျမအကြောင်းလျှောက်လာတွေကိုထိုင်ဖြစ်နေတော့အ
မေကကျမနာကိုရောက်လာခဲ့တယ်ပြီးတော့ဟိုနေ့ကဆိုင်မှာ apps ပြတဲ့ခရမ်းကြောက်ဆွဲကြိုးလေးလာပေးခဲ့ပါတယ်ဘာလို့သမီးကိုဒါကြီးလာပေးရလဲမေလှလို့လေသမီးရဲ့ဒီကြောက်လေးကသမီးရဲ့မျက်လုံးလေးတွေလိုပဲလင်းလက်နေတာပဲဒီဆွဲကြိုးကြီးကတော့ဈေးကြီးမဲ့ပုံပဲအမေအကျွေးနဲ့ဝယ်လာတော့မဟုတ်ပါဘူးနော်အမေကိုယ်တိုင်ဝယ်လာတာပါကွယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့သမီးကိုပြောစရာရှိသေးတယ်အမေကကျမကောလိပ်တက်ဖို့အတွက်သူ့မှာစုဆောင်းထားတဲ့ငွေတွေမလျှော့တဲ့အကြောင်းကိုထိုင်ပြောခဲ့တယ်လေကောလိပ်ကြီးကိုအဖိုးတို့စီကတောင်းခိုင်းလိုက်သေးတယ်အမေသွားတောင်းရင်ပေးမှာမဟုတ်ဘူးလေသမီးသားဆိုရင်သူတို့ကူညီမယ်ဆိုတာအမေပြောရတယ်အဲ့တော့အမေပြောချင်တာကဒီတော့တွင်အမေကသမီးရဲ့ရှေ့ရည်အတွက်တပြားတစ်ချက်မှမစုဆောင်းခဲ့ပဲနဲ့ရှိသမျှအကုန်ထိုင်သုံးနေခဲ့တာပေါ့အမေဘာလို့အဲ့လောက်ထိအောင်ဒုက္ခကောင်းဆန်ရတာလဲသမီးငယ်ငယ်လေးတုန်းကသမီးလိုချင်တာမှန်သမျှအမေဖြည့်ဆည်းပေးခဲ့တယ်လေကွယ်သမီးလေးသာတောင်းဆိုလိုက်ရင်သမီးအဖို့ကသမီးကိုတင်မောကြီးပဲဝယ်ပေးရသူဖြည့်ဆည်းပေးမှာပေါ့ဒါနဲ့လေအဖိုးစီကကောလိပ်ကြီးတောင်းလက်စားနဲ့အမေအတွက်လည်းနည်းနည်းလောက်ပို့တောင်းခဲ့ပေးပါလား